ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့စနေနေ့ညနေမှာည9နာရီမှာကန်ခဲ့တဲ့ဒီစပားနဲ့မန်ယူရဲ့ full time review လေးကိုကျွန်တော်လုပ်သွားချင်ပါတယ်ခင်ဗျာကဲစလိုက်အောင်ဒီစပားနဲ့မန်ယူဘွဲကဒီစနေနေ့မှာတကယ်ကိုဒီတစ်ဖက်နဲ့တစ်ဖက်ဒီတိုက်စစ်တွေဆင်ရင်းနဲ့ပေါ့နော်ပြန်လည်တိုက်စစ်ဆင်ရင်းနဲ့တကယ်ကိုကြည့်ကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ဒီမန်ယူဆိုလို့ရှိရင်လည်းအရင်လိုမျိုးမဟုတ်တော့ဘူးเนาะဒီအမိုရင်ရဲ့ဒုတိယမြောက်ယာဒီမှာတော်တော်လေးကိုတိုးတက်ပြောင်းလဲလာခဲ့တယ်ဒီ16ကိုညာတို့အမိုမိုတို့ဝယ်ထားတဲ့ player တွေကတကယ်ကိုအလုပ်ဖြစ်တယ်ဗျဒီကျွန်တော်ရူဘင်အမိုရင်ရဲ့ဒီ3 back ကစားကွက်မှာဒီအာမတ်ဒီယလိုနဲ့ဒီအခုအမိုရင်တို့အမိုမိုတို့ဒီကွညာတို့အတိုးလှုပ်တွေနဲ့တွဲဖက်ပြီးဆော့တာတကယ်ကိုဒီ space ကျဲတဲ့အသင်းတွေနဲ့တွေ့ရင်တကယ်ကိုအလုပ်ဖြစ်တယ်ဗျဒီဘာလို့ဆိုလို့ရှိရင် space ကျဲကြီးနဲ့ဆော့တဲ့အသင်းတွေဆိုတော့ဒီအမိုရင်ရဲ့ငဲရဲ့စိတ်ကြိုက်ကြီးဖြစ်ခဲ့တာပေါ့နော်ပြောရမှာဆိုရင်ဒီပထမပိုင်းမှာလည်းဒီတိတတာပဲဒီမန်ယူကပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်ဒီမှာအဲ့မှာဒီအာမတ်ရဲ့ဖြတ်တင်ဘောကနေပြီးတော့ပဲဒီအမ်ဘိုမိုကခေါင်းတိုက်ပြီးတော့เนาะအဖွင့်ကိုဥဆောင်ကိုရခဲ့တယ်ပေါ့ဒီမှာစပားကလည်းဘယ်လိုပြောမလဲကျွန်တော်တို့ဒီချစ်လေးပုံစံမျိုးနေမှာတော့ရှိမနေခဲ့ဘူးပေါ့နော်ဒီဘာအခုဆိုလို့ရှိရင်သူကလည်းသူပြန်ကိုပြန်ဆော့ရဒီအိမ်ဝန်းပြီးတိုက်တယ်ပေါ့ပြဿနာကဘာဖြစ်နေလဲဆိုတော့ဇာဗီဆိုင်မွန်နဲ့ကိုလိုမူအာနီယာတကယ်ကိုအသားမကြသေးဘူးပေါ့နော်အတင်းနဲ့အသားမကြသေးတဲ့အချိန်ဖြစ်နေတာတကြောင်ဒီပလူဆက်စကီတို့ဘာလို့မပါတာလဲတကြောင်ပေါ့နော်အဲ့ဒါကြီးကြောင့်လဲစပားကထဏလောက်မပေါက်ခဲ့တာလို့လဲကျွန်တော်ထင်ထင်လောက်အလုံးမဖြစ်ခဲ့ရလို့လည်းထင်တယ်ဗျဒီစပားကတကယ်ဆိုစပားကလည်းကြောက်စရာကြီးပဲเนาะလူတွေကလူစင်းတွေကပစုမာတို့ဆိုလန်ကီတို့အများကြီးကြံနေတယ်ဒီမှာအဲ့မှာဘယ်လိုပြောမလဲပထမပိုင်းမှာတော့ဒီလိုပဲပေါ့မန်ယူကပူကောင်းတဲ့အသင်းပေါ့ဗျာเนาะမန်ယူကတကယ်ကိုထိရောက်တဲ့တိုက်စစ်ဆင်မှုတွေနဲ့ဒရဇက်ဖိအားပေးထားတယ်ပြီးတော့ပထမပိုင်းမှာတော့1-0နဲ့ပဲဥဆောင်တယ်ပေါ့နော်ဒုတိယပိုင်းမှာတော့ဇဗားကဒီ Thomas Frank ကဒီကိုလိုမူအာနီတို့ဘာလို့ထုတ်ပြီးတော့အိုရိုဘတ်တို့ဒီယာဒီမှာကောင်းနေတဲ့အိုရိုဘတ်တို့ဒီကွန်လေဘန်နာတို့ဘာလို့ထည့်ပြီးတော့ကန်လိုက်တဲ့အချိန်မှာစပားကပြန်ပြီးတော့ကောင်းလာတာပေါ့နော်ဟိုဘယ်လိုပြောမလဲစပားကနည်းနည်းလေးဖိတိုက်လာတယ်ပေါ့အဲ့အချိန်မှာခရစ္စတီယန်ရိုမဲရိုတို့ဘာလို့အပိုင်ခွင့်ရတဲ့ချိန်မှာဒီကိုသမားလီမန်စ်ကတကယ်ကိုကောင်းတဲ့ဒီကိုသမားလေးကမန်ယူကိုသမားလေးရဗျာဟိုတော်တော်လေးကိုကောင်းပါတယ်ဗျာကာကွယ်မှုတွေဒီစပားပွဲပြောတာမဟုတ်ဘူးရှေ့ပွဲတွေမှာလည်းတော်တော်လေးကိုကောင်းမနဲ့ကာကွယ်မှုတွေလုပ်ထားတယ်ဟိုတော်တော်လေးကိုသူစပြီးတော့ပါဝင်ကြတဲ့အတိုင်းခုချိန်ထိတော်တော်လေးကိုလက်စွမ်းကတော်တော်ပြထားတာပေါ့နော်လက်စွမ်းဘိုးသမားလေးကလည်းတော်တော်လေးဟိုဒီခရစ္စတီယန်ရိုမဲရိုအလုံးဆိုလို့ရှိရင်ကျွန်တော်တို့ဆိုလို့ရှိရင်ဒါဂိုးသွားပြီလို့တောင်ထင်လိုက်တာဖြတ်တင်မိုးအပါရဲဖြတ်တင်မိုးဗျာဒီခရစ္စတီယန်ရိုမဲရိုမြေထောက်ဘောကန်လာမြေထောက်ဘောပိတ်သွင်းတာကိုကြောင်းပုတ်သွားတယ်တကယ်ကိုကောင်းတယ်ဗျာလားဒီမန်ယူကဘယ်လိုဖြစ်နေလဲဆိုဒုတိယပိုင်းကျတော့ဒီပေါ့နော်ဟိုကက်စမီရိုတို့ဒီအသက်ကြီးပိုင်းကြီးဖြစ်နေတဲ့အတွက်စပားကတော့လူငယ်ပိုင်းနေနဲ့ဆိုတော့သိပ်မသိတာပဲဟိုသူကအသက်ကြီးပိုင်းနေဖြစ်နေတော့ကစားကြလာတယ်ကစားကြလာတော့ကက်စမီရိုတို့ဘာလို့ထုတ်လိုက်တဲ့အချိန်မှာနည်းနည်းလေးတိတာလာတယ်ဗျဟိုကစားကွက်ကစပားကပဲပူပြီးတော့ဒီပွဲကိုစိုးမိုးလာတာပေါ့နော်ပွဲကိုစိုးမိုးလာတော့ဒီစပားကပထမဂိုးဆိုလို့ရှိရင်ဒီတဲပေါ့နော်ဟိုဒီတဲကဒီ
အေးရတဲ့ကိုပေးလိုက်တဲ့18ကိုက်စီအတွင်းထဲမှာပေးလိုက်တဲ့အလုံးကိုကစ်လိုက်တာဝင်သွားတယ်ပေါ့ခြေပါကိုရပြီးတော့84မိနစ်မှာခြေပါကိုရပြီးတော့ဒီတိတ်မကြခင်ပါပဲဗျာဒီအိုတိုဘက်ကစ်လိုက်တဲ့အလုံးကကျွန်တော်တကယ်လား Richarlison လာခေါင်းမတိုက်ခဲ့ဘူးဆိုလို့ရှိရင်အဲ့လုံးကကိုရမပုံမိကိုများပါတယ်ဒီကိုရမလေးကကောင်းနေတာကိုRicharlison ကလည်းဒီအလုံးကိုခေါင်းတိုက်လိုက်တာထောင်းမသွားဘူးဗျာဒီကောင်လည်းဘယ်လိုပြောမလဲတကယ်မဖြစ်နိုင်တဲ့ဂိုးတွေတွန်းရတာဝါသနာပါနေလားလည်းမသိပါဘူးဒီသူတွန်းလိုက်တဲ့ဂိုးတွေကိုကြည့်လိုက်လို့ဆိုလို့ရှိရင်ဘရာဇီးတုန်းကလည်းဒီဘိုင်စကယ်ကစ်တွေတို့ဘာတို့အဲ့ဒါမျိုးတွေနဲ့လာတာဖြစ်နေစပားတုန်းကလည်းစပားမှာသူစရောက်တော့လေအဲ့လိုမျိုးတွေရှူတာရှုပ်ချက်ခတ်နေတဲ့အနေအထားတွေကနေပြီးတော့ဂိုးတွေရှူပတာအခုလည်းဒီအားပါတဲ့ဟိုဂိုးကစ်ချက်ကိုခေါင်းနဲ့နောက်ပြန်တိုက်ဒါဟိုဂိုးတဲ့ဟိုဘယ်လိုဝင်သွားကုန်တော့မသိဘူးပေါ့ဗျာလားကျွန်တော်တို့ဆိုဒါကလမ်းကြောင်းပြောင်းပြီးထောင်းသွားမယ်လို့ပဲထင်လိုက်တာသူRicharlisonအဲ့လိုကြောင်လုံးနေတော့တော်တော်သွန်းတယ်ဗျာအဲ့မှာစပါး2-1နဲ့ဥဆောင်လိုက်တဲ့အချိန်ကျွန်တော်တို့ကလည်းဒီဟာက60မိနစ်ဆိုတော့ဒီစပါးပဲနိုင်သွားပြီပွဲပြီးလို့ထင်လိုက်တာအဲ့မန်ယူကဒီ19ကလည်းတန်ကြောင့်ဒီကွန်ပြင်ထွက်လိုက်ရတဲ့အနေထားဆို10ယောက်17ယောက်လက်ကလည်းဖြစ်နေတဲ့အချိန်မှာဆိုတော့စပားပွဲဖြစ်သွားပြီပေါ့အဲ့လိုထင်ထားတဲ့ညမှာပဲဒီတောင်ကဘောကနေဒီနေ့ခေါင်းနိုင်သွားတာကလည်းကောင်းပါတယ်ဘလို့ပဲဖြစ်မန်ယူကစပားကွန်းမှာဒီတေးကြခဲ့တယ်ဆိုတာကလည်းဒီဂျင်းနဲ့ဆရာပါဒီစပားကလည်းသူ့အတိုင်းနဲ့သူတော့သူကောင်းနေတဲ့အနေအထားမှာရှိတယ်မန်ယူကတော့တကယ်ကိုဒါဒီ appreciate လုပ်တင်ပါတယ်ဒီရာဒီမှာဒီရူဘီအမိုရင်လည်းတကယ်ကိုကောင်းနေပေါ့နော်ကိုကစားသမားတွေမှာတော့သူရဲ့အားထားရတဲ့ဒီကွန်ညာတို့အမိုမိုတို့မနာခင်အထိတော့သူအလုပ်ဖြစ်နေအောင်မယ်လို့ထင်တယ်ဗျဟုတ်ကဲ့အဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ